Guru Thong Babi Tazumiane, Rinri Trade, they pure yade, the down that Kalina do shawle. Twajanenia Kare Twame, Sadri Lansa, Lula Twame, Nia Taima Kire to Twame. Nizibwa yellow at a tega, Twala ye to lim yellow lamya, Kawame Suko Lingo Lidia. The dia, Gatakai Muyim Magamuleta, Satan like by Yuiches a Yagamya, Gawame Suko Lingo Lidia. The dia, Langileta a yeta, Go Lima a goya, Amagata drip dine, Gawame so Golin Shide, Langileta a yeta, Go Lima a goya, Amagata drip dine, Gawame so Golin Shide, Gawes in la. Casafisla Golin showroom go twa Golin showroom go twa Gawajin la Casafisla Golin showroom go twa Golin showroom go twa YSU let pizon twa me Potai lon ne la sound kuye Kadile ha toye nagakwe Kaboteka Casanome Ngakanzaja Yango Maite Lamatama Yonji Mumya ye Europe Japan China ne Korea ka Ivika ne Longan to Fortraka Kawame Suko Lingo Lidia The dia Ka Amaka Ka Tatu Service Mya Nyodine we ain't Naya Bibla Kawame Suko Lingo Lidia The dia Langileta Ayeta Go Lima a goya, Amagata drip dine. Gawe meso, Golin Shide, Langileta Ayeta. Go Lima a goya, Amagata drip dine. Gawe meso, Golin Shide. Europe Japan China ne Korea ka Ivika ne Longan to Fortraka Amagata drip dine. Gawe meso, Golin Shide. Ka Amaka Ka Tatu Service Mya Nyodine we ain't Naya Bibla Amagata drip dine. Gawe meso, Golin Shide. La 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 oh oh. Gawe meso, Golin Shide. La 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 oh oh. Gawe meso, Golin Shide. La 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 oh oh. Gawe meso, Golin Shide. La 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 hey yeah. Gawe meso, Golin Shide. Kane patatunya, Golin le masicha. အားလုံးပဲပါဝင်ရှင်ပြိုင်လို့ရတယ်သိန်း20ထိရရှိမယ် TikTok အက challenge စတင်ပြီပဲဖြစ်ပါတယ်ရှင်ဘယ်လိုမျိုးပါဝင်ရှင်ပြိုင်ရမလဲဆိုတော့ဖြူတို့အခုကပြသွားတယ်လို့မျိုးပဲအဖွဲလိုက်ဖြစ်စေတဦးတစ်ယောက်ချင်းစီဖြစ်စေအကလည်းကိုပိုင် creation ကြိုက်တယ်လို့ပါဝင်ရှင်ပြိုင်လို့ရပါတယ်အခုဖြူတို့ရဲ့ကိုလင်း showroom theme song ထွက်ရှိထားတာပဲဖြစ်ပါတယ်ဒီ TikTok challenge ရဲ့အောက်မှာဆိုရင်ပါဝင်ရှင်ပြိုင်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ပထမဆုအနေနဲ့10သိန်းရရှိမှာပဲဖြစ်ပါတယ်ရှင်ဒုတိယဆုအနေနဲ့9သိန်းရရှိမှာပဲဖြစ်ပါတယ်ရှင်တတိယဆုအနေနဲ့3သိန်းရရှိမှာပဲဖြစ်ပါတယ်ရှင်ပထမဒုတိယတတိယအပြင်ကျူတို့ကိုလင်းရှိုးရရဲ့အကြိုက်ဆုံးအဖွဲ့တစ်ဖွဲ့ကိုလည်းရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဒီအဖွဲ့အနေနဲ့တော့2သိန်းရရှိမှာပဲဖြစ်ပါတယ်ရှင်စီကဲချက်များအနေနဲ့ကတော့ဖြူတို့ရဲ့ကိုလင်း showroom TikTok အကောင့်များဖြစ်တဲ့ကိုလင်း entertainment ကိုလင်း automobile ကိုလင်း BTS ကိုလင်း service center အစရှိတဲ့ TikTok အကောင့်တွေကို like တွေ follow တွေလုပ်ပေးထားရမှာပဲဖြစ်ပါတယ်စုရရှိတဲ့အပိုင်းမှာဆိုရင်အငင်းပွားဝယ်ရတစုံတရာဖြစ်လာခဲ့မယ်ဆိုရင်လေဖြူတို့ရဲ့ကိုလင်း showroom ရဲ့ဆုံးဖြတ်ချက်တည်တာအတီးဖြစ်ကြောင်းကိုလည်းထပ်မံပြီးတော့ပြောကြားပါရစေရှင်
ဘယ်အချိန်ကနေစပြီးတော့ဒီ TikTok အက challenge ကိုပါဝင်ရှင်ပြိုင်လို့ရမလဲဆိုတော့အခုဗီဒီယိုတက်တဲ့အချိန်ကနေစပြီးတော့ August လ23ရက်နေ့2026ည12:00နာရီအထိကိုပါဝင်ရှင်ပြိုင်လို့ရမှာပဲဖြစ်ပါတယ်။အနိုင်ရရှိသွားတဲ့သူတွေကိုကြေညာပေးမယ့်ရက်ကတော့ August 14ရက်2026ညမှာတော့ဖြူတို့ကကြေညာပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုတင်တဲ့အချိန်မှာလည်းဖြူတို့ရဲ့ TikTok ဗီဒီယိုတင်ထားတဲ့အတိုင်း hashtag လေးတွေကိုလည်းထည့်ပေးဖို့အတွက်ပြောကြားပါရစေရှင်။ဆိုရရှိသူတွေကိုကြေညာတဲ့အချိန်မှာလည်းအငင်းပွားဝယ်ရာတစုံတရာရှိခဲ့ပါကဖြူတို့ရဲ့ကိုလင်းရှိုးရုံးရဲ့ဆုံးဖြတ်ချက်တည်တာအတီးဖြစ်ကြောင်းကိုလည်းထပ်မံပြီးတော့ပြောကြားပါရစေရှင် တတိယ ငယ်လေးတဲ့အရေးချကိုလေးမအကုန်ရအမကန်ချက်တွေအပြင်းနဲ့ကောင်းဝဲမဲဆိုကိုလေးရှိတယ်ငယ်လေးတဲ့အရေးချကိုလေးမအကုန်ရအမကန်ချက်တွေအပြင်းနဲ့ကောင်းဝဲမဲဆိုကိုလေးရှိတယ် ယူရိုဂျပန်ချိုင်းနာနဲ့ကိုရီးယားက EV ကားနဲ့လုပ်ငန်းသုံး Ford ကား အမကန်ချက်တွေအပြင်းနဲ့ကောင်းဝဲမဲဆိုကိုလေးရှိတယ်ချက်အရေးချကိုလေးမအကုန်ရအမကန်ချက်တွေအပြင်းနဲ့ကောင်းဝဲမဲဆိုကိုလေးရှိတယ်ကားနဲ့ပတ်သက်သူများကိုလေးလေးမစိတ်ချ